Hello အားလုံးပဲမင်္ဂလာပါ Focus for Readers ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယမ်မကင်စောတင်ရဲ့ဘဝရဲ့အစီအမင်းများစာအုပ်တွေကနေပြီးတော့မှအပိုင်း၃ဖြစ်တဲ့ပြီးခဲ့တာတွေကိုလက်ခံလိုက်ပါဆိုတဲ့အကြောင်းလေးကိုဖတ်ပြမှာဖြစ်ပါတယ်လူတွေကအမားတွေလုံမိကြပါတယ်တခါတလေမှာကြီးကြီးကျယ်ကျယ်ကိုမားကြပါတယ်အချိန်ပေါင်းများစွာမှာတော့အမားတွေကတမင်လောက်တာမဟုတ်သလိုကိုရေးကိစ္စတွေနဲ့လည်းမပတ်သက်ပါဘူးတခါတည်းမှာလူတွေကသူတို့ဘာလို့မိမှန်းမသိကြပါဘူးဆိုလိုချင်တာကအရင်ကစာဖတ်သူအပေါ်မှာလူတွေကစူးစူးဝါးဝါဆက်ဆံခဲ့တာကစိတ်ဆန္ဒအရာမဟုတ်ပါဘူးလူသားတစ်ပါးကကျမတို့လိုပဲမသိနားမလဲလို့ပဲဖြစ်ပါတယ်သူတို့ကအမားတွေပြုတ်လို့ပြီးစာဖတ်သူကိုထိခိုက်စေတယ်ဆက်ဆံရေးပြပြရတယ်စတာတွေဖြစ်ပေါ်စေတာကဒီလိုနည်းနဲ့ပြိုကွဲထိခိုက်စေခြင်းလို့မဟုတ်ပါဘူးသူတို့ကကွဲပြားခြားနားစွာမတိကြလို့တာဖြစ်ပါတယ်စာရေးသူဆန္ဒရှိတယ်ဆိုရင်ဝန်နေတာနောင်တရတာဒေါသဖြစ်တာစတဲ့ခံစားမှုတွေကိုဖြေလျှော့ပစ်လိုက်နိုင်တယ်ဆိုးဝါးတဲ့ကိစ္စမှန်သမျှစာဖတ်သူမှတွေ့ကြုံလာရရင်သူတို့ကြောင့်မဟုတ်ပါဘူးမိမိကသူများနဲ့မတူထူးခြားတဲ့သူဖြစ်နေလို့ပဲဆိုတာကိုလက်ခံလိုက်ပါပြီးတာတွေကပြီးသွားပါပြီအရှုပ်တွေကိုရှင်းပြပြီးရှေ့ဆက်သွားဖို့ပဲရှိပါတယ်ကောင်းတာဆိုးတာဆိုတဲ့သစိတ်တွေမတက်ပါနဲ့တော့တချို့အကြောင်းတွေကတကယ်ဆိုးဝါးပြီးစာဖတ်သူကိုထိခိုက်စေခဲ့တာအမှန်ပါပဲဒါပေမဲ့လက်ခံတဲ့အတိုင်းအတာပေါ်မှာမူတည်ပြီးဘလောက်ဆိုးဝါးတယ်ဆိုတာဆုံးဖြတ်လို့ရပါတယ်ဒီလိုဖြစ်ရတွေကိုစိတ်မချမ်းမြေ့စွာလက်ခံထားပြီးအတွင်းစိတ်ထဲမှာတမြင့်မြင့်ခံစားနေရမယ်ဆိုရင်ကျမ်းမာရေးထိခိုက်ပြီးတနေရာမှာပဲစီးဆင်းမှုမရှိတော့ပဲရက်တက်နေပါတော့မယ်ဒါပေမဲ့ဒီအမားတွေကိုစုပ်ကင်မထားပဲလွတ်လိုက်မယ်ပြီးတော့ဖြစ်လိဖြစ်တာရှိတဲ့အမားတွေပဲလို့လက်ခံလိုက်မယ်ဆိုရင်အစိုးကနေအကောင်းမြင်ဘက်ကိုပြောင်းသွားမှာဖြစ်ပါတယ်ကျမတို့မောင်နှမကအမိမဲ့ကလေးတွေဖြစ်ကြီးပြင်းလာကြရပါတယ်ရုပ်ဝတ္ထုပစ္စည်းအနေနဲ့ကတော့ပြည့်ပြည့်စုံစုံထက်တန်းကြကြနေခဲ့ကြရပါတယ်ဒါပေမဲ့အမေရဲ့ကျင်နာကြွရမှုနဲ့ကင်းဝေးကြရလို့အားငယ်စိတ်နဲ့မျက်နှာငယ်ခဲ့ရပါတယ်ငါတို့မှအမေမရှိတော့အနေခံရတယ်ဆိုတဲ့စိတ်ကရင်ထဲမှာရှိနေခဲ့ပါတယ်ရိုးရိုးတန်တန်ပြောဆိုပြုမြင်ရင်တောင်နှိတ်ချခံရတယ်ဆိုတဲ့အစွဲလန်းတွေရှိခဲ့ကြပါတယ်ကျမရဲ့မောင်လေးကတော့ယောက်ျားလေးလည်းဖြစ်ပြန်ငယ်စဉ်ကတည်းကဘော်ဒါနေခဲ့ရလို့ခံတာသေးတယ်ဆိုပေမဲ့သူ့မှာလည်းအငုံစိတ်ကလေးကရှိနေမှာပါပဲသူလည်းငယ်စဉ်ကအစိတ်အားပြောတတ်ပါတယ်အာမန်နဲ့စူးစမ်းမှုကြောင့်တက္ကသိုလ်ကျောင်းသားဘွားကပဲနေအုပ်စိန်ဘောလ်ဆိုတဲ့ကလောင်တစ်ချောင်းပိုင်ဆိုင်ခဲ့လို့ဝင်ငွေရှိခဲ့သူပါအခုခါမှာတော့ဆရာအဖြစ်ထိတ်ဆုံးမှရောက်နေပါပြီသူကပြီးခဲ့တာတွေပြီးခဲ့ပါပြီဆိုတဲ့သဘောထားနဲ့အများကြီးခွင့်လွှတ်နိုင်ပြီးတိုးတက်ရာကိုကြံဆောင်ခဲ့ပါတယ်ကျမကတော့တို့မှမေတ္တာပေးမဲ့အမိမမရှိတော့တာပဲလေဒီလိုပဲတီးခံနေသွားပြီးဘဝရဲ့တိုးတက်ရာကိုစူးစမ်းရမှာပါပဲလို့သဘောပိုက်ပြီးတယောက်တည်းတနေရာမှာစာအုပ်နဲ့ပဲနေခဲ့ပါတယ်စကားလည်းနဲသွားပါတယ်မပျော်ရတဲ့ဘဝအခြေအနေတွေကိုရှေ့ဆက်ရှောက်ဖို့တွန်းအားပေးတဲ့ဘဝရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လက်ခံလိုက်ပါတယ်နောက်ကိုပြန်ကြည့်လိုက်တော့ကလေးတယောက်အနေနဲ့မှာကြောတဲ့ဘဝပါပဲဒါပေမဲ့ခဏရရှိခဲ့တဲ့အတွက်ဒီနေ့ကျမဖြစ်လာဖို့ဒီအခြေအနေအရရက်တွေကကိုညီပေးခဲ့တာလို့သဘောထားပါတယ်ကျမတွေးမိတာကလူတယောက်ဟာသူ့အပေါ်မှာမာယွန်းတဲ့အပြုမှုတွေပြုခဲ့သူတွေအားလုံးသူ့ရှေ့မောက်ကိုရောက်လာရင်လည်းဘာအပြောင်းလဲမှမလုပ်နိုင်ပါဘူးသူတို့ကိုအဟစ်မဲ့ပြစ်တင်မောင်းမဲဆိုရင်လည်းသူတို့ပြုပြီးသားအမှုတွေကိုပြန်ပြီးပြင်လို့မရတော့ပါဘူးနှုတ်နှစ်ဖက်လုံးပြီးခဲ့တာတွေလက်ခံလိုက်ရမှာပါပဲနောက်ကိုပြန်သွားလို့မရတော့ပါဘူးရှေ့ကိုတာဆက်ပြီးသွားဖို့ရှိပါတယ်ဘဝအတွက်စောင်းဖို့လေးတစ်ခုဆွဲမှတ်ထားလိုက်ပါရှေ့ကိုတာဆက်လျှောက်ပါ
ပြီးခဲ့တာတွေပြီးပါစေတော့လို့စာဖတ်တူကလက်ခံလိုက်ပြီဆိုရင်စာဖတ်တူရဲ့ငကိုအတိုင်းကြံနေရစ်ပြီမဟုတ်ပါလားအတိတ်ကိုပြန်သွားပြီးပြောင်းလဲလို့မရတော့ပါဘူးလက်ရှိအနေထားနဲ့ပဲစာဖတ်တူလှုပ်လို့ရတော့မှာဖြစ်ပါတယ်အကောင်းဆုံးလူသားဖြစ်ဖို့တိုးတက်အောင်ပြောင်းလဲအောင်ကြိုးပမ်းဖို့မဟုတ်ပါဘူးလက်ခံလိုက်ဖို့တတ်ပါပဲဆိုလိုတာကစိတ်ထဲကအဖုအကျိတ်တွေအဆိုင်အခဲတွေစိုးဝါတဲ့အချိန်တွေချိုးယွင်းချက်တွေအားလုံးကိုလက်ခံလိုက်ဖို့ဖြစ်ပါတယ်ကျမတို့ဘဝမှာအားလုံးပေါ်ပျော်ရွှင်မှုရနေတယ်လို့မဆိုလိုပါဘူးပြင်းရည်နေမယ်ဆိုလည်းမဆိုသလိုမကောင်းတဲ့ဘဝလမ်းကိုလည်းဥဆောင်သွားမယ်လို့လည်းမဆိုလိုပါဘူးကျမတို့ပင်ကိုအရှိတိုင်းလက်ခံပြီးဘဝကိုတည်ဆောက်သွားဖို့ပါပဲအကြောင်းမကောင်းခဲ့တဲ့အချိန်တွေကိုလက်မခံချင်တာနဲ့စိတ်အားကိုမလျှော့လိုက်ပါနဲ့ကျမတို့အပြောင်းလဲလုပ်စရာတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒါတွေကနောက်မှလုပ်ရမှာပါအခုတော့လက်ခံလိုက်ရုံပါပဲတစ်ဖက်သူကကျမလိုတခြားသောသူတွေကိုလူသားပါပဲဆိုလိုတာကစိတ်ခံစားမှုတွေစိတ်အခြေအနေတွေပါဝင်ပတ်သက်နေတာဖြစ်ပါတယ်ကျမတို့ကစန္ဒတွေအကုသိုလ်တွေစိတ်ဝေဒနာတွေတဘောထားမကြီးမှုတွေအမားတွေစိတ်မရှည်ခြင်းတွေရိုင်းပြမှုတွေတွေ့ဖယ်ပြောင်းလဲခြင်းတွေတုတ်ဆိုင်ခြင်းတွေထပ်တလဲလဲပြုပြင်ခြင်းစတဲ့ဝင်ထုတ်ဝင်ပိုးတွေနဲ့လေးလံနေပါတယ်ဒါဟာလူသားဘဝပါပဲစိတ်ပိုင်းများစွာပါဝင်နေပါတယ်ဘယ်သူမှလုံးဝအပြစ်ကင်းစင်ပြီးမနေပါဘူးမိမိတို့ရောက်ရှိတဲ့နေရာကမိမိတို့ဘယ်သူလဲဆိုတာကစပြီးနေ့စဉ်ရွေးချယ်မှုတစ်ခုပြုလုပ်ပြီးပုံမကောင်းအောင်နေထိုင်ဖို့ပါပဲနိုးချာချာတတိရှိစွာနဲ့မှန်ကန်တဲ့အလုပ်ကိုလုပ်နိုင်ဖို့အသင့်ပြင်ဆင်ထားရမှာဖြစ်ပါတယ်တခါတည်းမှာခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါလိမ့်မယ်လဲရကပြန်ထပြီးပြန်စလိုက်ပါစာဘတ်တူကလူသားဖြစ်တဲ့အတွက်မားတဲ့အချိန်ကြရှုံးတဲ့အချိန်တွေရှိမှာပဲဆိုတာကိုလက်ခံလိုက်စေလိုပါတယ်မိမိကိုအပြစ်မတင်နေပါနဲ့တော့အဲ့ဒီစားကိုလက်ခံလိုက်ပါပစ္စုပန်ချိန်မှာစာဖတ်တူကအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတာမဟုတ်ပါလားကိုပခုံးလေးပုတ်ပြီးအားပေးလိုက်ပါပြီးတော့အားစိုက်ပြီးရှေ့ကိုခြိတက်ပါတော့ကျွန်တော်ရဲ့ podcast လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်နေ့မှာနောက်တစ်ပိုင်းကိုဖတ်ပြပေးမှဖြစ်တဲ့အတွက်အားလုံးပဲစောင့်မျှော်ပေးကြပါလို့ပြောချင်နေပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ဘိုင်ဘိုင်